ဒီနေရမနဲ့လည်းမနေတော့ကလို့ရောင်ချကြနဲ့ရှောက်ရအောင်မယ်ပိတရားပေါ်ကကိုရဲ့နေများကိုတက်စားခဲ့တဲ့ပန်းစိုးရံနဲ့35လမ်းတစ်ဝိုင်းနဲ့မြို့လေလဲရံတဲ့တော့ကိုချီရများအဆုံးစားမဲ့မိုးသားအောင်မှာဖြေကောက်တစ်ချောင်းနဲ့လမ်းလျှောက်ရင်းနဲ့ရင်မရှာနိုင်တဲ့ကိုရဲ့နေများကိုပြင်းချောင်းတွေ့တဲ့အောင်နောက်တစ်ခုနဲ့တန်ရလောမြရောင်စားတဲ့ဒီအစင်မပြေခဲ့တော့ဘဝရဲ့ကိုများပုံတူနေရတွေနေရတွေနေရတွေပုံတူနေရတွေနေရတွေနေရတွေပုံတူနေရတွေလူကတော့ပူတီကောင်းမောတဲ့ပါစီဝါရေကတော့မြောင်းတယ်မှာပညာရှင်တိုင်းချိုးတဲ့ကြသလားပြောင်းလဲတောက်ပါတဲ့တိုင်းဝိုင်းထဲမှာရန်ကုန်မြို့သားသချင်းရေကမှာကျဲတကွန်လာပလင်းခွဲတစ်ခုလားကိုကျိုးစားအတူလုံးလုံးခဲ့တာပိုင်ဆိုင်တော်တွေတွက်ချက်ကြည့်တော့ TV စော့တိုက်ခုနဲ့တွေ့များကိုပြောများကောင်းကြီးတဲ့ဇနီးနဲ့ရွယ်မရောက်သေးတဲ့ကိုရဲ့ကလေးတွေနောင်အနာဂတ်ရေးစိတ်မအေးစရာများပုံတူနေရန်တွေနေရန်တွေနေရန်တွေပုံတူနေရန်တွေနေရန်တွေနေရန်တွေပုံတူနေရန်တွေဘယ်တော့မှလိုက်သိမရှိတဲ့ခြင်းဟာတိုက်ခိုက်များနဲ့ကိုဘဝတစ်ချုံမှာအချင်းတွေနဲ့လုံးလုံးရှာရှာအောင်ပွဲလဲပွဲဝင်နှွေးတဲ့ပြီးပြီးချင်းချင်းပန်းပန်းဆုံးပြခဲ့ဒါပေမဲ့လည်းမပြီးသေးပါလားခံစား권နဲ့လေးပဲရှိတဲ့ artificial တယောက်ရဲ့ဘဝနာကျင်နေတဲ့တကယ်ဖြစ်ပြများအပြစ်ကင်းတဲ့ကိုမိသားစုလေးကိုတရားပြတ်ခွဲခွဲတဲ့ဖြစ်ပြီးခွင်လို့ကြတော့ကိုရဲ့အင်သားများပုံတူ